Hello ဒီနေ့မှာတော့ကျွန်တော်ဗီယက်နမ်ဒနန်းမြို့မှာဆိုင်ကယ်2စီးဝင်မှာဖြစ်ပါတယ်ဆိုင်ကယ်ကတော့ဝယ်ချင်တာကြာပြီပေါ့နော်ကျွန်တော်ခုလက်ရှိစီးနေတဲ့ဆိုင်ကယ်ရတယ်rental ကနေငှားတာဖြစ်ပါတယ်ပြီးတော့ဆိုင်ကယ်က 50cc ပဲဆိုတော့ခရီးသွားပါညာပေါ့နော်တောင်တက်အဆင်မပြေပါဘူးပြီးတော့ငှားရတဲ့ဆိုင်ကယ်ဖြစ်တဲ့အတွက်တရက်ငှားတဲ့စီးကနည်းများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေးလိုက်တယ်ဆိုင်ကယ်ငှားစီးမလားဆိုင်ကယ်ဝယ်မလားပေါ့နော်ခတ်တာဒီဗီယက်နမ်မှာကြတော့အကြာကြီးနေမဲ့သူတွေအတွက်ကဆိုင်ကယ်ဝယ်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆိုင်ကယ်ငှားမယ်ဆိုလို့ရှိရင်လည်းသူတို့ငှားတဲ့ဈေးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရက်ကြပါလို့ရှိရင်ဝယ်တဲ့ဈေးနဲ့တူတူပဲပေါ့နော်ဒါပေမဲ့ဝယ်ပြီးပြန်ရောင်းလို့ရှိရင်လည်းဒီငွေအမောင်းကပြန်ရတဲ့အတွက်ဒါဝယ်တာပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်ဗီယက်နမ်မှာဆိုင်ကယ်ဝယ်ဖို့ဘာတွေလိုအပ်လဲဆိုလို့ရှိရင်တော့ဒီကလေးကတော့သူတို့ရဲ့ရင်မောင်းလိုင်စင်လိုတယ်ဒါပေမဲ့ကျွန်တော်ဒီဒနန်းမြို့မှာကြတော့နည်းနည်းနားလေးမနေစီးလို့ရတယ်ပေါ့ဆိုင်ကယ်လိုင်စင်ဆိုင်ကယ်ရှင်မောင်းလိုင်စင်ရှိတဲ့သူတွေကဟို CC ပေါ့နော်အင်ဂျင်ပါဝါကြီးတဲ့ဟာစီးလို့ရတယ်ကားမောင်းလိုင်စင်ဆိုင်ကယ်လိုင်စင်မရှိတဲ့သူတွေကြတော့ 50cc ဆိုင်ကယ်စီးလို့ရတယ်ပေါ့နော်50cc ဆိုင်ကယ်စီးတဲ့သူတွေအတွက်ကြတော့ရင်မောင်းလိုင်စင်မလိုပါဘူးအဲ့တော့ဒီမှာဆိုင်ကယ်ဝယ်ဖို့ဘယ်လိုရှာလဲဆိုတော့ Facebook Marketplace ရှိတယ်ပြီးတော့ Facebook Group တွေရှိတယ်ပေါ့နော်ကျွန်တော်အဲ့အားလေးရှာတယ်ပြီးတော့ပြဿနာကျွန်တော်ဆိုင်ကယ်တစ်ခါမှမစီးဘူးပါဘူးမစီးတက်ဘူးပေါ့နော်ကျွန်တော်အခုစီးရဆိုင်ကယ်ရတယ်ဒါကအော်တိုမို့လို့ကျွန်တော်ရေးစပိန်နဲ့စီးတက်တော့နည်းနည်းအဆင်ပြေတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်လောလောဆယ်ဒီဆိုင်ကယ်ဝယ်ဖို့သူတို့ရဲ့ပတ်စံတွားချိန်မှာဖြစ်ပါတယ်ကလာပတ်စံလည်းချိန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အခုပထမဦးဆုံးတွားကြည့်မဲ့ဆိုင်ကယ်ကအော်တိုဘိန်းယမဟာနွာဖူလို့ခေါ်တယ်ပေါ့နော်ဒါတော့ကျွန်တော်ညီမစီးဖို့အတွက်ပါနောက်တစ်စီးကတော့ကျွန်တော်အတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့အော်တိုဘိန်းယမဟာနွာဖူတွားကြည့်ဖို့ကြတော့ကျွန်တော် Dragon Bridge လို့ခေါ်တဲ့ဟိုဘက်ငကားအမီးဘက်ချမ်းမှာဟုတ်တယ်ငကားအမီးဘက်ချမ်းမှာရှိတဲ့ရက်ွက်လေးတွားမှာဖြစ်ပါတယ်ပြီးတော့ဆိုင်ကယ်တစ်ခါမှမစီးဘူးတဲ့သူအတွက်ပေါ့နော်ဒီဒနန်းမြို့မှာဆိုင်ကယ်စီးတင်လားလို့မေးတယ်ဆိုရင်တော့အဖြေကတော့ no ပါဘာလို့ဆိုဆိုင်ကယ် traffic အများများတယ်ပြီးတော့စီးကမ်းမရှိဘူးပိုဝင်ဒီထွက်ကားတွေရတယ်ကားတွေအစားပေါ့နော်ကားတွေဆိုင်ကယ်တွေတို့မြန်မာပြည်မှာဆိုရင်ဆိုင်ကယ် traffic များတယ်မြို့မန္တလေးမြို့နဲ့နည်းနည်းတူတယ်ပေါ့နော်မန္တလေးမြို့မှာတော့အဲ့လောက်ထိတော့မဟုတ်ဘူးဒီမှာကြတော့ဆိုင်ကယ်တွေကအစပိုဝင်ဒီထွက်အများများတယ်ဆိုတော့နည်းနည်းသတိထားပြီးစီးစေကြတယ်ပေါ့နော်တိုက်ဝိုင်းရင်တော့သူများနိုင်ငံမှာဆိုတော့အဆင်ပြေပါဘူးဒါကတော့ဒနန်းမှာရှိတဲ့ Dragon Bridge ဖြစ်ပါတယ်သူကစနေတနင်္ဂနွေဆိုလို့ရှိရင်ပွဲတော်ရှိတယ်ပေါ့နော်ဒီပါလာတဲ့သူတွေတအားများတယ်ကျွန်တော်အောက်မှာအုံးရီတောက်ပြီးတော့လည်းပွဲတော်ကြည့်လို့ရတယ်ဒနန်းမှာဒီနှီးကင်းဘက်တွေရောညဘက်တွေရောကျွန်တော်တို့လူစီကားတယ်ပေါ့ဗျာဆိုင်ကယ်များတယ်အဲ့တော့ဒီမှာကားငါးစီးတာတို့ဘာလို့တက်ဆိုင်ကယ်ကပိုဆင်ပြေတယ်ကားရှိတဲ့ဆိုပေမဲ့ကားငါးစီးတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ခရီးမတွင်ပါဘူးဒီလိုဆိုင်ကယ်တွေကြားတယ်တို့တကယ်တမ်းခရီးတွင်ခြင်းဆိုင်ကယ်သာဝယ်ဒါမှမဟုတ်ဆိုင်ကယ်သာငှားစီးပါအဲ့ဒါပိုပြီးအဆင်ပြေပါတယ်ကိုသွားခြင်းတဲ့ချိန်ထားလာပါကင်လည်းရှာမခတ်ဘူးပေါ့နော်အဲ့တော့ဆိုင်ကယ်ဝယ်စီးတာပိုပြီးတော့အဆင်ပြေတယ်ပေါ့ဗျာနေလားလမ်းလားဟေးလမ်းမလား what the fuck this là အခုသွားကြည့်တဲ့ဆိုင်ကယ်ကကျွန်တော်တို့အစားပြောထားသလိုပဲ Yamaha နွားဘူးဖြစ်တယ်သူက auto bane ပေါ့နော် model ကတော့နှိမ့်နေဒါပေမဲ့ကျွန်တော်ညီမလေးစီးဖို့သူကတော့ခဏတစ်ဖြုတ်ပဲနေမယ်ဆိုတဲ့အတွက်ကြောင့်
model နေနဲ့ရတယ်ကျွန်တော်တို့ဒီကပြန်ရောင်းလို့ဒီမှာတခုရှိတာ auto bane တွေကနည်းနည်းအယောင်းဝယ်တွက်တယ်ပေါ့ဗျာပြန်ရောင်းလို့ရှိရင်လည်းဈေးရတယ်ဒါပေမဲ့တခုရှိတာကဗီယက်နမ်မှာတတိထားမှာကျွန်တော်တို့တောင်းလေးပါးတွေတက်မယ်ဆိုလို့ရှိရင် auto bane တွေကိုခွင့်မပြုပါဘူးကျွန်တော်တောင်းတက်တဲ့နေရာမှာထားခဲ့ရတယ်ပေါ့နော်ကျွန်တော် manual ဆိုလို့ရှိရင်တောင်ထိပ်ပေါ်ထိတက်လို့ရတယ်ပေါ့နော်ကိုယ်လည်းတကယ်မောင်းရဲတယ်မောင်းနိုင်ရဲဆိုရင်တောင်ထိပ်ပေါ်ထိတက်လို့ရပါတယ်အဲ့တော့ကျွန်တော်ဆိုင်ကိုရှာတယ်နောက်ဆုံးတွေ့တော့ပါပြီကြည့်ရမှာကြည့်တယ်စင်ပြေလားအမှန်တော့ကျွန်တော်ဆိုင်ကယ်တစ်စီးကိုအထီးလားအမှားလားဘာအင်ဂျင်လဲဆိုတော့ကျွန်တော်မသိပါဘူးကျွန်တော်ဆိုင်ကယ်လည်းမစီးတတ်ပါဘူးဒါပေမဲ့ကျွန်တော်အခုဒီမှာအရေးဆုံးပြီးတော့ဝယ်တယ်ပေါ့နော်ဆိုင်ကယ်တစ်စီးဝယ်ဘာတွေစစ်ကမလဲလို့ဘာတွေကြည့်ရမလဲလို့တော့ကျွန်တော်လုံးဝမသိပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီဆိုင်ကယ် Yamaha Nuavo လေးကိုတော့ဝယ်လိုက်ပါတယ်အဲ့ဒါနဲ့အဲဆိုင်မှာကျွန်တော်တို့ထက်ကြည့်တော့နောက်ဆိုင်ကယ်တွေကကျွန်တော်မကြိုက်ဘူးပေါ့နော်နောက်တစ်ဆိုင်ထက်ရောက်သွားတယ်ဒီဆိုင်လေးပေါ့ဒီရောက်တော့ကျွန်တော်ဒီဆိုင်ကယ်လေးတွေ့ချင်းကျွန်တော်ကြိုက်သွားတယ်ဒါပေမဲ့ဒီဆိုင်ကယ်ပြဿနာ manual ဖြစ်နေတယ်ပေါ့နော်ကျွန်တော် manual လုံးဝမစီးတတ်ဘူးကားကို manual မောင်းတတ်တယ်ဆိုင်ကယ်ကို manual မစီးတတ်ဘူးပေါ့ဗျအဲ့တော့ဝယ်မယ်ဒါပေမဲ့မဝယ်ခင်မှာတင်ရတယ်ပေါ့ဗျအဲ့တော့ဒီရောင်းတဲ့သူကလည်းသဘောကောင်းပါတယ်တင်ပေးပါတယ်စိတ်ရှိလက်ရှိနဲ့အဲ့တော့ကျွန်တော်သူ့စီကဆိုင်ငယ်စီးနီးမြန်မာပြည်မှာမတင်တဲ့နဲ့ဗီယက်နမ်ရောက်မှဗီယက်နမ်စီကတင်ရတယ်ပေါ့ One down here. Yeah, that, like that. Go slowly. Along the accelerate. Open a little bit. Like that. Like go. The white one. Okay. Hold right hand. Hold on, good. Stand at number up. Number 2. Up. Yeah. Easy, yeah? No. Number 1, 2, 3, 4. နိုင်ဝက်လောက်တင်ပြီးရဲ့အချိန်မှာတော့ကျွန်တော်နည်းနည်းလေးပေါ့နော်နည်းနည်းလေးတော့စီးတက်သွားတာဖြစ်ပါတယ်ကျွန်တော်အရင်ကလိုဟိုစက်မသေးတော့ဘူးအရင်စောင့်မထွက်တော့ဘူးပေါ့လုံးဝမတွေးထားတဲ့ဆိုင်ကယ်ကိုဝယ်လိုက်တာကျွန်တော် manual လည်းဖြစ်တယ်ကိုလည်းမကျွမ်းကျင်တဲ့ဆိုင်ကယ်အဲ့တော့ဘာဖြစ်ဝယ်လိုက်တယ်ဝယ်လိုက်တော့အပြန်နည်းနည်းလမ်းကျက်တော့သူလိုက်ပို့ပေးရတယ်ကျွန်တော်လည်းရှိပြီကျွန်တော်သဘောကောင်းပါတယ်သူစီကဝယ်ရတာတော်တော်လေးအဆင်ပြေတယ်ဟိုတယ်ထိလိုက်ပို့ပေးတယ်ဆိုင်ကယ်ကိုအဲ့တော့ highly recommended ပါသူ့နာမည်က Tony Tran လို့ခေါ်ပါတယ်ဗီယက်နမ်မှာဝယ်ခြင်းသူ့စီမှာဝယ်လို့ရပါတယ်ဆိုင်ကယ်အများကြီးရှိပါတယ်